ကျမရဲ့ဒီ pharmacist page လေးမှာဆေးတွေနဲ့ပတ်သက်ပြီးမေးထားတဲ့မေးခွန်းလေးတွေကိုစူးစမ်းပြီးတော့ဖြေပေးနေပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ကျမက metoprolol နဲ့ပတ်သက်ပြီးမေးထားတဲ့မေးခွန်းလေးကိုပြန်ဖြေပေးခြင်းပါတယ်ကျမကတော့လက်ရည်ဖြုတ်ဝေပါ pharmacist တူဖြစ်ပါတယ်ရှင်metoprolol ကနှလုံးနဲ့သွေးကြောဆိုင်ရာယောဂတွေမှာအင်မတန်မှအသုံးများတဲ့ဆေးဖြစ်ပါတယ်သွေးတိုးယောဂနဲ့နှလုံးဝေဒနာရှင်တွေအတွက်ဆရာဝန်တွေအညွှန်းများဆုံးဆေးတစ်မျိုးလည်းဖြစ်ပါတယ်ဒီဆေးကိုကျမတို့နောက်ပိုင်းမှာတော့သွေးတိုးတစ်မျိုးတဲ့အတွက်ဦးစားပေးအနေနဲ့တော့တိတ်မသုံးကြတော့ပါဘူးဒါပေမဲ့လူနာမှာကသွေးတိုးအပြင်နှလုံးသွေးကြောချင်းယောဂရှိမယ်နှလုံးကုန်မှုမမှန်တဲ့ arrhythmia လိုအခြေအနေမျိုးတွေရှိမယ်ဆိုရင်တော့ဒါဒီ metoprolol ကိုညွှန်ကြားပါတယ်ဒီ metoprolol ကိုဘယ်ချိန်မှာတောက်ရမလဲအစာနဲ့တွဲတောက်တင်သလားတွဲမတောက်တင်ဘူးလား metoprolol မှာက soft form 2မျိုးရှိပါတယ်ကိုတောက်နေတဲ့ metoprolol ကဘယ် soft form လဲဆိုတဲ့ပုံမှာမူတည်ပါတယ်တကယ်လို့ကိုကတောက်တာက metoprolol tartaric soft form ဆိုရင်တော့ဒါက immediate release soft form အမျိုးအစားပါသူက half life တိုးတယ်အစာနဲ့တွဲတောက်ဖို့လိုအပ်ပါတယ်အစာနဲ့တွဲတောက်ပေးမှဆေးရဲ့စုပ်ယူမှုအားကောင်းမှာဖြစ်ပါတယ်တကယ်လို့ကိုတောက်တာက metoprolol succinate soft form ဆိုလို့ရှိရင်တော့အစာရှိလဲတောက်လို့ရတယ်အစာမရှိလဲတောက်လို့ရပါတယ်သူကတော့ extended release soft form ဖြစ်ပါတယ်ဒီ formulation ကွာသွားတဲ့အတွက်ကြောင့်ပေါ့နော်ဆေးရဲ့ dissolution လို့ခေါ်တဲ့ပျော်ဝင်မှုတွေနောက်ခန္ဓာကိုယ်ထဲမှာထုတ်လွှတ်ပေးတဲ့ drug release နှုန်းတွေကမတူညီတော့ဘူးအခုဒီ extended release ဆိုရင်သူကဂရုစိုက်ရမှာပါလဲဆိုတော့ဆေးကိုဝါးဆန်လိုက်တာမျိုးကြိတ်ချေလိုက်တာမျိုးချိုးဖယ်ပြီးတော့တောက်တာမျိုးလုပ်လို့မရပါဘူးတကယ်လို့အဲ့လိုလုပ်လိုက်မိရဆိုရင်ဒီဆေးရဲ့ formulation ပြတ်သွားပြီးတော့ဆေးအာနိသင်မရနိုင်တော့ပါဘူးဘယ်ချိန်မှာတောက်ရမလဲဆိုတာကတော့အချိန်တသက်မတ်သေးလေးထားပြီးတော့တောက်ပေးရမှာဖြစ်ပါတယ်ဒီသွေးကြဆေးတွေရဲ့သဘောတရားအရခန္ဓာကိုယ်ထဲမှာရှိတဲ့နှလုံးနဲ့သွေးကြောလည်ပတ်မှုစနစ်ပေါ်မှာထိန်းညှိပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အချိန်တသက်မတ်သေးလေးထားပြီးတော့တောက်ပေးခြင်းအပြင်ခန္ဓာကိုယ်ရဲ့သွေးလည်ပတ်မှုစနစ်ကိုပုံမှန်လေးထိန်းပေးထားနိုင်မှာပဲဖြစ်ပါတယ်။တမတ်သေးလေးတောက်မှဒီဆေးတွေရဲ့အာနိသင်ကိုပို့ပြီးတော့ထိရောက်စေတာဖြစ်ပါတယ်။ကျမတို့ metoprolol တောက်ရင်းနဲ့နှလုံးကုန်နှေးတာမျိုးတွေဖြစ်တဲ့အခါမှာဒါတောက်ရတဲ့သူတွေကစိုးရိမ်ပူပန်မှုလေးတွေရှိတတ်ကြပါတယ်။ဒါပုံမှန်ပဲလားဒီဆေးရဲ့ side effect လားပေါ့နော်။မှန်ပါတယ်ဒီ metoprolol ကနှလုံးကုန်နှုန်းကို short ချပေးတဲ့ဆေးဖြစ်ပါတယ်။ဒါကြောင့်ဒီနှလုံးကုန်နှုန်းနည်းငယ်နှေးသွားတယ်ဆိုတာကပုံမှန်ခြေနေဖြစ်ပါတယ်။ဒါပေမဲ့ဒီဆေးတောက်နေရင်းနဲ့ပေါ့နော်နှလုံးကုန်နှုန်းရမ်းနှေးသွားပြီးတော့မူးဝေတာမျိုးတွေဖြစ်တယ်အသက်ရှူမွားတာမျိုးတွေဖြစ်တယ်ဆိုရင်တော့ဒါကတော့အရေးကြီးပါတယ်။ဒီလို side effect တွေကြုံရတယ်ဆိုရင်တော့ဆရာဝန်ကိုပြောပြဖို့လိုအပ်ပါတယ်။ metoprolol တောက်တဲ့သူတွေကိုအရေးကြီးဆုံးမှာကျင်တဲ့တစ်ချက်ကတော့သူဆေးတောက်နေရင်လည်းရုတ်တရက်ရက်လိုက်လို့မရပါဘူးရုတ်တရက်ရက်လိုက်လို့ရှိရင်နှလုံးခုန်မြန်တာတွေနောက်သွေးပေါင်စောင့်တက်တာမျိုးတွေနောက်ရင်ဘတ်အောင့်တာမျိုးတွေဖြစ်တတ်ပါတယ်ဒါကအန်တီရယ်ရှိပါတယ်ဒါကြောင့်မို့လို့ဒီ metoprolol တောက်တဲ့သူတွေကရုတ်တရက်ဆေးကိုရက်လိုက်လို့မရပါဘူးကို့မှာကစီးကြိုတွေအပြင်သွေးတိုးပါရှိတဲ့အတွက်ကြောင့် metoprolol တောက်နေရတယ်ဆိုရင်သွေးရင်းတကြားတဲ့နဲတဲ့ hypoglycemia လက္ခဏာကိုသတိထားဖို့လိုပါတယ်ပုံမှန်အဖြစ်တော့ရင်တုံတာတွေကိုဒီ metoprolol တောက်နေရင်မသိတာဘူးအဲ့တော့ကိုကသွေးရင်းတကြားတဲ့နဲနေမှမသိဘူးဒါပေမဲ့ metoprolol တောက်ပြီးတော့ရင်မတုံမဲနဲ့ချွေးစည်းတွေထွက်နေတယ်ဆိုရင်တော့ဒါကသွေးရင်းတကြားတဲ့နဲတဲ့လက္ခဏာဖြစ်ပါတယ်ဒါလေးတွေကိုလည်းသတိထားဖို့လိုအပ်ပါတယ်ဒီဆေးရဲ့ side effect အနေနဲ့ရုတ်တရက်ထိုင်ရနေထားတဲ့အခါလက်ရနေထားတဲ့အခါမှာမူးဝေတာမျိုးတွေဖြစ်တတ်ပါတယ်ဒါလေးကိုသတိထားဖို့လိုအပ်ပါတယ်metoprolol ကိုနှလုံးခုန်နှေးစေတဲ့ဆေးတွေဖြစ်တဲ့ verapamil တို့ tetiazine တို့ daclazine တို့ဒီလိုဆေးတွေနဲ့တွဲပြီးတော့မတောက်သင့်ပါဘူးဒါဆိုရင် bradycardia side effect နှလုံးခုန်အရမ်းနှေးသွားတဲ့ side effect ကပိုဆိုးနိုင်ပါတယ်နောက်တစ်ချက်ကတော့ကျမတို့တုပ်ကွေးဖြစ်တဲ့အခါမှာတောက်တဲ့ပေါ့နော်3-4မျိုးလောက်ဆက်ထားတဲ့အေးမီနာစီချောင်းဆိုးတွေတုပ်ကွေးပျောက်ဆေးတွေဒီလိုဆေးတွေနဲ့လည်း metoprolol ကိုတွဲပြီးတော့မတောက်ရပါဘူးကြိုက်ခဲပျောက်ဆေးအပြင်းစားတွေဖြစ်တဲ့ဒီ NSAID အုပ်စုတွေပေါ့နော်ဒီဆေးတွေနဲ့လည်း metoprolol ကိုတွဲပြီးတော့မတောက်သင့်ပါဘူးအေးမီတုပ်ကွေးဆေးတွေနဲ့အကြိုက်ခဲပျောက်ဆေးတွေဟာ metoprolol ရဲ့အာနိသင်ကိုလျော့နှဲသားစေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒါဆိုရင်သွေးပေါင်ကိုကောင်းကောင်းမထိန်းနိုင်ရင်အန္တရာယ်ရှိပါတယ်။ဒါကြောင့်တွဲမတောက်ဖို့သတိပေးတာဖြစ်ပါတယ်။ပြီးတော့စိတ်ကြယောဂဆေးအုပ်စုတွေဖြစ်တဲ့ဒီ SSRI ဆေးတွေဖြစ်တဲ့ paroxetine တို့ fluoxetine တို့ဒီဆေးတွေနဲ့လည်း metoprolol ကိုတွဲတောက်လို့မရပါဘူးဒီဆေးတွေနဲ့တွဲတောက်မိရင်တော့ metoprolol ရဲ့သွေးရင်းပမာဏပေါ့နော်ဆေးပမာဏမြင့်တက်လာနိုင်တဲ့အတွက်ကြောင့်အန္တရာယ်ရှိပါတယ်သတိထားဖို့လိုအပ်ပါတယ်ဒါလို့ဆိုရင်တော့ metoprolol တောက်သုံးနေတဲ့သူတွေအတွက်သတိထားရမယ့်ချက်လေးတွေသူတို့စိုးရိမ်တတ်တဲ့အချက်ကလေးတွေကိုနားလည်သွားပြီလို့ယုံကြည်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်